ဒီနေ့ကျောင်းမှာဆူဆူကီရဲ့အာဆူမာနဲ့တွေ့နေဂျိုဘိုဟီကရုပ်ကုန်နေတာကြောင့်ဘသူနဲ့တွားကြည့်ရလဲမင်းနေပြီတာနီဆိုလို့အံ့ဩသွားပါတယ်ဘာလို့တာနီလဲမေးတော့သူတို့ကတွဲနေရလေလို့ပြန်ညောလို့အာဆူမာသူ့ကိုမပြောလို့အတင်းနေမေးနေပါတယ်အဲ့တော့အကြောင်းဆုံးအတည်သွားတဲ့အာဆူမာဆူဆူကီတို့ကိုအားကြနေပြီသူထားဘူးတဲ့ကောင်လေးတွေအကုန်လုံးကကြက်မတိကြဘူးဆိုပြီးပြောနေပါတယ်အခန်းထဲမှာလည်းစိုက်ကိုဘက်ကိုပါ480ကောင်ပါရှင်းထိုင်ရယာမာတာနဲ့စကားတွေပြောနေပါတယ်ရုတ်တရက်ရောက်လာတဲ့ဆူဆူကီနဲ့အာဆူမာလူစိုးလေးတွေကိုသဘောကျတဲ့ပြောနေရကြောင်းမင်္ဂလေးတွေကလူမိုက်တွေကိုပဲသဘောကျလာဆိုပြီးထိုင်ရပြောနေပါတယ်အဲ့ဒါကြောင့်ထိုင်ရလက်ခက်အေးကောင်တွေကဆော်ရဖို့ခက်ပြီးတက်တက်ချာချာနေတဲ့ကောင်တွေကဆော်ရဖို့လွယ်တယ်ဆိုပြီးမှတ်ချက်ပေးနေပါတယ်ရုတ်တရက်ယာမာတာဌာနီရောက်နေရပြောလို့ဆူဆူကီကသွားပြီးနှုတ်ဆက်နေပြီးစောနာရိုးသားတွေကိုကြားသွားသေးလားမေးပါတယ်သူကြားပေးမဲ့အထားတွေကိုရင်မဆိုင်ပါဘူးလို့တာနီကပြောနေပြီးတာနီနဲ့ဆူဆူကီတွဲနေရကိုကုမသိရဲ့ထိုင်ရအံ့ဩနေပါတယ်ဒါအပြင်တာနီကစီးရီးမှာရှိနေပြီဆူဆူကီကတော့တက်ကြွတဲ့ကောင်မလေးမို့သူတို့ကပြစ်ပမလားဆိုပြီးတွေးနေပါတယ်သူပိနာသူတွေကဆူဆူကီတို့ကိုဘာမှမထိတဲ့ပုံစံမျိုးနဲ့နေနေကြပုံမှန်ဆက်ဆက်နေကြတာကြောင့်ထိုင်ရနားမလဲဖြစ်နေပါတယ်လေးလေးဆိုင်ကျောင်းသေးချိန်မှာဆူဆူကီတယောက်ထော်ရည်ဝင်နေပြီထိုင်ရလက်နေတဲ့တာနီကအချိန်ချင်းမတူပါကြောင့်စိတ်မပူဘူးလားဆိုပြီးမေးပါတယ်သူလက်တာနီနဲ့ပတ်သက်ပြီးအညွှန်းလို့စိတ်ပူခဲ့ပေမဲ့တာနီနဲ့ရင်းနှီးပြီးရဲ့နောက်ပိုင်းမှာတိတ်မရှိတော့ကြောင်းပြောပါတယ်အခန်းထဲရောက်တော့ဆူဆူကီကရေခဲတုံးတာနီကိုစနေပြီသူတို့ပြောတာတွေကိုညင်နေရတဲ့တင်ကြားနေရတဲ့တိုင်ရကတော့ဒီလိုဖြစ်နေပါတယ်အဲ့ဒီချိန်ဆူဆူကီနောက်ဝါတာပါနဲ့အိဇာစာအုပ်ဆောင်ငါတဲ့ယာမာတာတူကရောက်လာပါတယ်ဆူဆူကီလည်းညားနေပြီဒီတစ်ခေါက်တော့မှငားနိုင်ဘူးလို့ပြောလို့တာနီစီကနေထပ်ငားနေပါတယ်တာနီကတော့ငားလို့ရပြီမှာကိုအတွက်တော့အကျိုးရှိမှမဟုတ်ဘူးလို့ပြောနေပြီဘာပဲထိသူကရရဲဆိုပြီးယာမာတာတင်ရောပါတယ်ထိုင်ရလဲသူတွေနောက်မှရှိတဲ့သူတွေကသူတို့ညို့စိုးရိမ်လုံတဲ့သူတွေမဟုတ်ပဲသူကပဲစိုးရိမ်လုံနေရအတွေးလုံနေရလို့ထင်နေပြီဘာထိတာလဲမင်းကြီးရဲ့အာဆူမာရဲ့စကားကြီးတော့မကြားတော့ပါဘူးအတွေးလုံနေတဲ့ကောင်ကရုတ်တရက်ထိထားပြောလို့အာဆူမာတို့ကလန်သွားပြီးဌာနီတို့ကပါအနားကိုရောက်လာပါတယ်စမ်းချင်မနှစ်ယောက်ကအင်တူလီယန်နေတာကြောင့်ထိုင်ရကတော့သူတို့တွေရဲ့အိမ်မက်ဆက်လိုက်တာဆိုပြီးပြောနေပါတယ်ဆူဇူကီနဲ့အတူအင်ဂျင်နီရဲ့ဌာနီကဆူဇူကီမှာသဘောကျတဲ့ပုံစံစီလားလို့မင်းနေပြီအဲ့လိုဆူဇူကီသဘောကျတဲ့ပုံစံမျိုးကိုကြောင်းလဲကြည့်ပေမဲ့သူစိတ်ကရမှမဟုတ်ဘူးလို့ပြောနေပါတယ်အဲ့ဒါကြောင့်မနက်ကဒီတော့တွေးနေရဆိုတော့ဆူဇူကီကတည်သွားပြီဘာလို့တွေးနေရလဲလို့ပြောပေမဲ့ဟိုကတော့ဇွန်ညင်းပါတယ်သူ့ကိုဇွန်ညင်းနေတဲ့ဌာနီကိုဆူဇူကီရရှိနေပြီသဘောကျရဲဆိုတော့ရုပ်ရည်လေးဖြစ်နေတယ်လို့အတွင်းစိတ်လည်းဖြစ်နိုင်ကြောင်းပြောပါတယ်တာနီကဆူဇူကီပြောတာတွေကိုနားလည်ပေမဲ့သူ့ကိုချစ်စရာကောင်းတယ်လို့ပြောထားတဲ့အဓိပ္ပာယ်ကိုတော့အခုထိနားမလည်သေးပါဘူးတာနီကဆူဇူကီပြောတာတွေကိုစိတ်ဆွဲနေလို့အိမ်မက်တွေပါမှတ်နေပြီတန်မာဦးလို့ခေါ်တဲ့အကြောင်းကြောင့်တာနီကနှိုးသွားပါတယ်အောက်ကိုဆင်းလာတဲ့တာနီကိုတန်မာဦးကချစ်စရာလေးလို့အဖွားတည်းသူပြောတာကိုတာနီကနားလည်ပေမဲ့သူ့ကိုဆူဇူကီကချစ်စရာကောင်းတယ်လို့ပြောတာကိုတော့နားမလည်ပါဘူးအဲ့တော့ဆူဇူကီပြောတာတွေကိုစိတ်ထဲမထားဘူးလို့သာပြောနေပေမဲ့ဆူဇူကီသဘောကျတဲ့တိုက်ကဘာလဲဆိုတော့စဉ်းစားနေပြန်ပါတယ်ဆူဇူကီဘက်မှာတော့အကိုထစ်သူနဲ့သွားသူတိုက်နေပြီချောင်းသားတို့လည်းဆိုင်ကန်နောက်ကနေလန်ဒိုဘတ်တီလိုက်စီးနေပါတယ်ဆိုင်ကန်နဲ့ဆူဇူကီကိုအာဆူမာနဲ့တာနီကမြင်လိုက်အခုအတူလာတဲ့သူကဘသူလဲတီလာလို့တာနီကိုပြောနေပြီဆူဇူကီကိုလက်ခေါ်လိုက်ပါတယ်ဆူဇူကီအနားရောက်မှာစောနာကအကုန်မုံလားလို့ပြောနေပြီသူ့ကိုပါချိန်ပေးခိုင်းနေပါတယ်အဲ့လိုနဲ့လူဝေးလေးတာနီကနှစ်ယောက်ကြားမှကြားညံ့နေပြီအထားကိုညင်လိုက်တဲ့ထိုင်ရန်ထူးဆန်းနေပါတယ်အဲ့လိုနဲ့ကြောင်းစင်တော့တာနီကသူ့မှာစာကြည့်တိုက်တာဝန်ရှိသေးရကြောင့်အတူညံလို့မရဘူးလို့ပြောတော့ဆူဇူကီညံ့တာပြတ်သွားပါတယ်အဲ့တော့မှတော့စာကြည့်တိုက်တာဝန်လုံးနေတဲ့တာနီစီကိုဆူဇူကီကတာနီမသိရောက်လာနေရင်ဒဲဒိုကြီးတိုးနေပါတယ်ခိုးချောင်းခိုးဘက်လာနေတဲ့ဆူဇူကီကနောက်ရောက်ခံလိုက်တဲ့သူနဲ့တူနေမောင်ဆိုရနေပြီတာနီကတော့ဆူဇူကီလာတာကိုပြောနေပေမဲ့ထုံမပြောပါဘူးဆူဇူကီကိုအကြိုင်းမစောင်းစေချင်တာကြောင့်ရင်းရင်ပြန်နေလို့ရတယ်လို့ပြောလိုက်ပေမဲ့စကားမှားတော့တာနီကသူ့ကိုစောင်းမဖတ်နိုင်ဘူးလို့ဆူဇူကီကထင်သွားပါတယ်အဲ့ဒါကိုသတိထားမိသွားတဲ့တာနီသူပြောတဲ့တိတ်ဖက်လင်စားပြီးဆိုတော့တည်သွားလို့ဒီနေရာ9နာရီထိုးရင်ပြိတ်မှမို့စောင်းနိုင်လားလို့မေးကြည့်နေပြီဆူဇူကီကတော့ပြောနေပါတယ်တာနီနဲ့သူစာကြည့်တဲ့တာဝန်ကြားတဲ့ကောင်မလေးကလည်းလူတွေနဲ့ဆက်ဆက်နီးကိုလေးလာနေမယ်တာနီကသတိထားမိသွားပါတယ်အဲ့ဒါကြောင့်တာနီလည်းသူကိုယ်တိုင်လည်းစကလုံးလေးရဲ့အဓိပ္ပာယ်နဲ့ညနာမှုရာတွေကိုနားမလည်ဘူးဆိုတော့သတိထားမိသွားပြန်ပါတယ်တာနီတော်တော်အဲ့နှစ်ယောက်ကိုစောင့်နေတဲ့ဆူဇူကီကဂါမပုံကစပိန်သေးသေးလေးကိုစီးပြီးသွားနေရကြောင်းကြီးနေပါတယ်အဲ့နောက်ဒီเจ้าနေ့ကိုတာနီကိုပြောပြနေပြီချစ်စရာကောင်းတယ်လို့တွေးမိရပြောတာကြောင့်တာနီကနားမလည်ဖြစ်သွားပါတယ်ဒါပေမဲ့ဒီတစ်ခေါက်မှတော့တာနီကအဲ့ဒါကဘာလို့ဆိုလိုရလဲဆိုတော့မေးကြည့်နေပြီအဲ့ဒါကညနေကလို့ပြောလို့တာနီကရှက်သွားပါတယ်ဘာလို့ဆိုသူ့ကိုခဏခဏအဲ့လိုပြောဘူးလို့ပါဆူဇူကီဖတ်ဖို့ငားသွားတဲ့စာအုပ်ကိုတာနီကလည်းဖတ်ဖို့ပါကြောင့်သူတို့ဖတ်ပြီးရင်ဆွေးနွေးကြမယ်ဆိုပြီးဆူဇူကီကပြောပါတယ်အကြိုက်ချင်းမတူပေမဲ့တာနီကြိုက်တဲ့စာအုပ်တွေကိုလည်းသူ့ကိုညှင်းပေးဖို့နဲ့ဒါမှသာတာနီပြောတာတွေကိုသူကနားလဲမှလို့ပြောနေပါတယ်ရုတ်တရက်တာနီကဆူဇူကီရဲ့ခေါင်းအောင်ကိုင်းလိုက်ပြီသူကဆူဇူကီထင်သားတယ်လို့စတိုင်ကြတဲ့သူမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ပြောနေပြီအဲ့တော့ဆူဇူကီရဲ့ပါးကိုကိုင်းပြီးချစ်စရာလေးလို့ပြောလိုက်ပါတယ်အဲ့လိုနဲ့အိန္ဒိယကိတ်ကြပြီဒီနေ့ပါးကိုက်ခံလိုက်ရတော့ဆူဇူကီကတော့ညာအိတ်တက်ထိအကြည်တက်ထိပြည့်နေပါတယ်နောက်နေ့တာနီကျောင်းတော့ယာမာတာသူ့ကိုလာနှုတ်ဆက်နေပြီတိုင်ရလက်မနေရသူဆူဇူကီကိုဘာလို့တာနီလဲဆိုပြီးမေးခဲ့တဲ့အကြောင်းနဲ့ဆူဇူကီပြန်ညိုးတာတွေကိုပါပြောပြနေပါတယ်အဲ့လိုပြောပြနေလမ်းလျှောက်လာနေတဲ့သုံးကောင်ဆူဇူကီတို့ကလည်းညင်းနေရပြီရှာရှာပပတာနီကပြုံးနေရကြောင့်ဆူဇူကီကမယုံနိုင်ဖြစ်နေပါတယ်ကျွန်တော်စီမှာဖိုင်စင်းနေချင်လာပြီသမီးရုပ်ထိလို့လိုက်ပြီးလက်စားချင်နေရမန်နေဂျာကင်ဆိုတဲ့မန်ဟာနဲ့2020ခုမှာ NMB ထွက်မယ်ကလေးထိုင်ရတဲ့ထိတန်းလူစုကြီးတွေပါတယ်ကေလာကာရန်ဝမ်မန်ကအခုလက်ရှိထွက်နေတဲ့ဝေးရလီတာမန်ငါတို့ကိုပိတ်မှလာဝင်ပြီးဖတ်လို့ရပါတယ်
ဖရီးနေနဲ့လည်းနီးစမ်းလို့ရအောင်တင်ပေးထားမှာဖြစ်ပြီးဖရီးတင်ပေးထားတဲ့ channel မှာငငယ်ရစောင်းကြည့်ခဲ့တဲ့ဘိုဘိုမိုင်းကိုပါဖရီးတင်ပေးထားပါတယ်ဆက်တော့ရမယ့် link နဲ့ channel ကိုတော့ comment မှာချပေးထားပါတယ်နောက်နေ့မှဆူဇူကီတို့ကနွေရာသီပိတ်ရက်မှာဘယ်သွားမလဲဆိုတော့တိုင်ပင်နေကြပြီနွေရာသီပွဲတော်ကိုတာနီနဲ့ပေါက်သွားဖို့ဆူဇူကီကစဉ်းစားနေပါတယ်ဒါပေမဲ့နွေရာသီပိတ်ရက်ထက်အရင်သူတို့စီကိုရောက်လာတာနှိတ်ကုံဆာမိုးပဲပါနှိတ်ကုံဆာမိုးပဲကိုဆူဇူကီကမိတ်ဆာကောင်လို့ပြောနေပြီဆာမွေးနီးမှာမှတ်စုလာကူတဲ့နှစ်ကောင်လည်းရောက်ချလာပါတယ်ဆူဇူကီတို့ကစာကြီးပိုင်းလုပ်ဖို့ဆုံးဖြတ်လိုက်ကြပြီတာနီကိုကောက်ပေမဲ့ဟိုကစာကြီးရိုက်တာမှရှိရကြောင်းညှင်းလိုက်ပါတယ်အဲ့တော့စာကြီးဖို့အကောင်းဆုံးနေရာဖြစ်တဲ့ AI ကိုရှိရဲ့စာကြီးရိုက်ကိုရောက်လာကြပြီစာတင်ချိန်မှာအဲ့ဒီရဲ့ယာမာတာဘာတွေတင်ငယ်လဲဆိုတော့မှတ်မိပါဘူးယာမာတာစာလုံးရင်းနားမလဲလို့တာနီကိုလာမင်းနေပြီတာနီလည်းသူ့ကိုတေချာရှင်းပြလိုက်ပါတယ်တာနီနဲ့စကားပြောနေရကိုဘီယာကောက်မှလေးရရှိနေပြီဆူဇူကီကတော့သူ့ကောင်လေးနဲ့သူငငယ်ချင်းနေရဆင်ကြီးနေရကြောင်းဝမ်းသာနေပါတယ်စာတူကလည်းမတူတဲ့အုပ်စုတွေဘာစီမှမထားတော့ပဲပေါင်းသွားတာအပြောဖို့ကောင်းတယ်လို့ပြောနေပြီသူဟာရောက်တာနီနဲ့တငယ်ချင်းဖြစ်လိုက်လာလို့ဆူဇူကီကိုမေးကြည့်နေပါတယ်ပြန်ရောက်လာတဲ့နာဘေးကတာနီကိုပြောရတဲ့ကိုပြန်ပြောပြနေဆူဇူကီကတာနီနဲ့တူတူပြောမိလို့ဆူဇူကီကိုစနေပါတယ်အဲ့တော့ညနေကျောင်းစိမ့်မိတ်ဖြစ်လို့ပြန်လာကြပြီအနောက်ရက်ထင်သွားလို့စာတူကတာနီကိုတောင်းပန်ကြောင်ပြောနေပေမဲ့တာနီကတော့လူအများကြီးလာလို့မရှိလို့ပြောစရာကောင်းခဲ့တဲ့အကြောင်းကိုပြန်ပြောပါတယ်စာလုပ်ပြီးဖြစ်တာကြောင့်တခုခုတွားစားဖို့လုပ်နေကြပြီနောက်မှဆူဇူကီအကြောင်းကိုပြောနေတဲ့တာနီနဲ့စာတူဆူဇူကီကလာခေါ်နေပါတယ်ပိရဲမှာတော့ဆူဇူကီတရောသူတို့အိမ်သားမှာလာဖွင့်တဲ့စရိုးဆိုင်အတင်မှာရှော့စစ်ပေးနေရကြောင်းဈေးသွားဝယ်ဖို့လုပ်ပါတယ်မုံဝဲတက်ဖို့လုံးနေတဲ့ဆူဇူကီကိုအမိတ်ဖြစ်သူကတွိုင်းလက်ပြပပါအမှားပါလိုက်ပါတယ်အလုံးနဲ့ဆိုင်ရောက်တော့ဆူဇူကီရဲ့ယာမာတာနဲ့တွေ့နေပြီလေတန်းတုံးကအာကာသဝတ်စုံကိုဝတ်ထားတဲ့ဆူဇူကီကိုအင်ကြီးကမလုံဘူးလားလို့ပြောပါတယ်တိုက်ဆိုင်ချင်းတော့တိုင်ယာဒီဆိုင်မှာအလုပ်လုပ်နေရကြောင်းဆူဇူကီကပောက်ကြီးရမိကွန်းနေမင်းနေပါတယ်အားဒါကြောင့်တိုင်ယာလည်းဝယ်ပြီးရဲ့အညံထွက်သွားဖို့ပြောနေပြီဆူဇူကီနဲ့ယာမာတာမုံစားနေဂါဘာချိုအကြောင်းကိုပြောနေပါတယ်မုံတိတ်သွားပြီးရားတဲ့နဲ့အောင်ဆူဇူကီကသဘောကျရလို့ပြောနေပေမဲ့ယာမာတာအားဒါကိုနားမလည်ပါဘူးအဲ့ဒီချိန်မှာဆိုင်ကယ်တစည်းလာနေရကြောင်းယာမာတာနဲ့ဆူဇူကီကရဲလာနေပြီလို့ထင်နေပေမဲ့နာဘဲဖြစ်နေပါတယ်နာဘဲကလည်းလူစိုးကောင်းနေရှိနေရလို့ထင်နေရဖြစ်ပြီးသူကလည်းဆူဇူကီရဲ့အောက်ဘက်ကိုကြမ်းလုံးတယ်လို့ပြောနေပါတယ်ဆူဇူကီလည်းရက်ကော့တင်ကိုဘာမှမဖြစ်ပါဘူးလို့ပြောနေပြီးအဲ့ဒါဆိုရင်ဒီဘိုဆယ်ကိုတာနီနေသွားရင်ဘယ်လိုလုပ်မှလဲဆိုပြီးမေးပါတယ်ဆူဇူကီလည်းတာနီကညာကြီးမထွက်ပါဘူးလို့ပြောနေတယ်နောက်ကနေဟိုကရောက်ချလာတာကြောင့်တာနီမငြိမ်ခင်မှာထွက်သွားပါတယ်ဆူဇူကီစီကိုသွားဖို့လုပ်နေတဲ့တာနီကိုဆူဇူကီကဒီမှာမရှိဘူးလို့ပြောနေယာမာတာတို့ကလမ်းအိုဗာပိတ်ထားပြီးတာနီကိုဝယ်စရာရှိရအရင်ဝယ်ဖို့ပြောပါတယ်ဈေးဝယ်နေတဲ့တာနီကဘာတစ်ခုမှမပြောလို့တိုင်ရတော့တစ်ခုပြောဖို့ပြောနေပြီအပြင်မှာတော့ဆူဇူကီကတာနီကြောင်းမလာခင်အညံကြီးနေပါတယ်ဒါပေမဲ့သူကြီးနေတဲ့ပုံစံနေရကြောင့်တာနီကစပိန်နဲ့မိလာပါတယ်တာနီလည်းဘာလို့ထွက်ပြေးနေရလဲမင်းနေပြီဆူဇူကီလည်းသူဝတ်ထားတဲ့ပုံစံကြောင့်လို့ပြောနေပြီတာနီကတော့ဘလို့ပုံစံနေရပါရဲ့ဆိုပြီးပြောနေပါတယ်ဒါပေမဲ့ဆူဇူကီကယာမာတာနဲ့နာဘိန်းတို့နဲ့တော့ဘာမှမဖြစ်တာကြောင့်တာနီကမနာလို့ဖြစ်နေပါတယ်အဲဒါကြောင့်ဆူဇူကီလည်းအရသာတူဟင်းပွဲနဲ့ပွဲကိုတေချာပြင်ဆင်ပေးထားတဲ့ဟင်းပွဲနဲ့တေချာမပြင်ရသေးတဲ့ဟင်းပွဲဘယ်ရောက်ရွေးမှလဲလို့မင်းနေတာနီကတော့ဘလူဝါပဲဖြစ်ဖြစ်အဓိကသူကြိုက်တဲ့ရာဖြစ်နေဘာမှမဖြစ်ကြောင်းကိုပြောပါတယ်ဆူဇူကီကတာနီကိုနောက်ကနေလိုက်ခွင့်ပေးလို့ပြောလို့တာနီကတန်နေနေပြီချယ်ရီကိုကြည့်နေတဲ့ဆူဇူကီကညာဘက်တူသွားရတာရင်ခုန်ဖို့ကောင်းတယ်ဆိုပြီးပြောနေပါတယ်တာနီကဆူဇူကီပြောတာကိုထောက်ခံပြီးမိုးရပြီးရတဲ့နှမ်းကိုကြိုက်တယ်ပြောလို့သူလည်းကြိုက်တယ်ဆိုပြီးပြန်ပြောနေပါတယ်ရုတ်တရက်ဆူဇူကီကဆိုင်ကယ်တစ်စီးလာနေရောအာယုံခံပြီးလို့စပိန်ဖုန်းကနေဆင်းလိုက်ပြီဆိုင်ကယ်နဲ့လာတဲ့သူကလည်းအတိဖြစ်နေပါတယ်အဲ့နောက်ပိုင်းမှာတော့ဆမ်မွဲပူသားဖြစ်တာကြောင့်ဆူဇူကီကတာနီနဲ့အတူနေရာတီပွဲတော်ကိုသွားဖို့စဉ်းစားနေပြီနောက်ပိုင်းလည်းနောက်နေ့ဆိုရင်အတူရှိဖို့မသေးကြအကြောင်းယူကာတာကိုသွားခိုင်းနေပါတယ်အဲ့လိုနဲ့ယူကာတာနဲ့ဆူဇူကီကတာနီစီကိုသွားနေပြီသူကျင်စင်ခဲ့တာတွေကကောင်းကောင်းတွေဖြစ်နေရကြောင်းအစီနေပါမလားဆိုပြီးစိုးရိမ်နေပါတယ်အဲ့နောက်တော့တာနီစီကိုရောက်သွားပြီသူကထူးဆန်းနေလာလို့မင်းနေတဲ့ဆူဇူကီကိုလှတဲ့ဆိုပြီးတာနီကပြောပါတယ်ဆူဇူကီနဲ့တာနီလည်းပွဲတော်မှာ2ယောက်ထူသွားနေပြီလူနဲ့တိုက်တော့မဲ့ဆူဇူကီကိုတာနီကဖယ်ပေးလိုက်ပါတယ်လူတွေနဲ့မို့အန်နီရညာရဲ့လို့ပြောနေပြီနှစ်ယောက်သမားကလိုက်ကိုင်ရင်သွားနေတောင်းမှလည်းတွေးရတာဆိုပေမဲ့ပွဲတော်မှာ2ယောက်တို့ရှိနေရလို့ဆူဇူကီကမတရားတယောနေပါတယ်ဆူဇူကီနဲ့တာနီကပွဲတော်မှာအတူလျှောက်သွားပြီအတူဓာတ်ပုံရိုက်နေကြပြီဘောလုံးတွေပါကောက်နေပါသေးတယ်ကောက်ပြီးရလာတဲ့ဘောလုံးနှလုံးကိုတာနီကဆူဇူကီကိုတစ်လုံးပေးနေအတူရှိနေရလို့တယောနေရဲ့ဆူဇူကီကတိုင်နေဖြစ်ပါတယောနေပါတယ်ရုတ်တရက်သူတို့ဘေးနားမှာအဒီယိုလိုနီရဲ့စုံတွဲကိုကြည့်ပြီးအဒီယိုလိုနီအလုပ်ပုံစံဖြစ်သွားလာဆိုပြီးတွေးနေပါတယ်အဲ့တော့ဆူဇူကီကသူတို့တူလက်ခွေးသားတွေကိုပြန်တွေးနေဆက်နေပြီတာနီကတော့ဆူဇူကီကိုတက်နေရောက်ခေါ်သွားနေပါတယ်ထိုနေရာမှာလူတွေအများကြီးလက်ရှိနေရကြောင်းတာနီယာသူ့ကိုဘာကြောင့်ဒီနေရာကိုခေါ်လာခဲ့ရဲဆိုတော့ဆူဇူကီကစဉ်းစားမရဖြစ်နေပါတယ်ဘီနာကလေးကမီဘန်းလေးလို့ပြောမှနားလည်သွားပြီအဲ့နောက်မှာတော့ညင်နေရတဲ့မီဘန်းနေကြောင်းဆူဇူကီကတယောနေပါတယ်မသွားလိုက်ရတဲ့မီဘန်းပွဲတော်ကိုတက်ပုံရိုက်ဖို့ဆူဇူကီကလုံနေအဆင်မပြေရကြောင်းဖုန်းကိုပြန်သိရင်ဖုန်းကကြာသွားပါတယ်ကြာသွားတဲ့ဖုန်းကိုကောက်ရင်နှစ်ယောက်ကနမ်းပြီးတော့မလို့တင်သွားလို့ဟိုဘက်ကိုပြန်လိုက်ကြပြီနောက်နေ့ကျရင်ပုံလီရဲ့နေရာသွားရအောင်ဆိုပြီးတာနီယာပြောပါတယ်ဆူဇူကီကတော့တာနီရဲ့နောက်နေ့တင်မှာပါသူကရှိနေရကြောင်းတယောနေပါတယ်